တရုတ်နိုင်ငံမြောက်ပိုင်းရှိကျင်းရှမ်းလင်းမဟာတတိုင်းကြီးဟာပန်းပွဲတော်ကာလအတွင်းနိုင်ငံတကာခရီးသွားများကိုအံ့အားသင့်စေခဲ့ကြောင်းသိရပါတယ်။ပြီးခဲ့တဲ့စနေနေ့ကစတင်ကျင်းပခဲ့တဲ့73ကြိမ်မြောက်မတ်မွန်ပန်းပွဲတော်မှာဟီဘေးပြည်နယ်ရှိမဟာတတိုင်းကြီးရဲ့ကျင်းရှမ်းလင်းအပိုင်းဟာနိုင်ငံတကာခရီးသွားများအတွက်ဆွဲဆောင်မှုအစီအဆုံးနေရာတစ်ခုဖြစ်လာခဲ့ပါတယ်။ကနေဒါပြည်ထောင်နဲ့ဩစတြေးလျအပါအဝင်တခြားနိုင်ငံများစွာမှခရီးသွားများဟာဒေသခံများရဲ့အရသာရှိတဲ့အစားအစာများကိုမြည်ဆန်းခွင့်ရခဲ့သလိုစိတ်လှုပ်ရှားပွဲယဉ်ကျေးမှုအမွေအနှစ်ဆိုင်ရာဖျော်ဖြေတင်ဆက်မှုများကိုလည်းခန်းစားခွင့်ရခဲ့ကြပါတယ်။မြို့တော်ဘေကျင်းရဲ့မြောက်ဘက်မိုင်80အကွာမှာတည်ရှိတဲ့အဆိုပါမဟာတတိုင်းကြီးဟာ1368နဲ့1644ကြားမင်းဆက်လက်ထက်မှာရှေးမှုမပြတ်ထိန်းသိမ်းထားတဲ့မဟာတတိုင်းကြီးရဲ့အကျော်ကြားဆုံးအပိုင်းတွေကတစ်ခုဖြစ်ကြောင်းလည်းသိရှိရပါတယ်ရှင်။ Very proud of what they have and what they share with the world.